င်္ဂလာပါမြန်မာမှာကြံခဲ့တဲ့ဂျပန်ရောက်မြန်မာတွေရဲ့ဆွေမျိုးတွေဒါသိရှိစေကိုနော်ကိုယ့်ရဲ့ဒီဂျပန်မှာရောက်နေတယ်ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကိုဒီသတင်းလေးကိုဒါလက်ဆင့်ကန်အသိပေးနိုင်ဖို့ကျွန်တော်ဒီသတင်းကိုပြောပြသွားမှာဖြစ်တယ်။ဘာလဲဆိုမကြခင်မှာဂျပန်မှာ Golden Week ပေါ့နော်ဒါတကြံလိုပဲရက်အကြာကြီးပိတ်တယ်ကာလဂျပန်မှာရောက်လာတော့မယ်အဲ့ဒီ Golden Week မတိုင်ခင်မှာထိုးထားတဲ့ကာဝယ်ဆေးအကြောင်းတစ်ခုကိုကျွန်တော်ပြောသွားမှာဖြစ်တယ်။အဲ့တော့ဘာလဲဆိုအခု2026ဂျပန်မှာဝက်သက်ယောဂကူးစက်မှုကပေါ့ပေါ့တန်တန်မဟုတ်တော့ဘူးပေါ့နော်။ဒီအကြောင်းကိုကျွန်တော်အကောင့်မှာတစ်ခေါက်ပထမတစ်ချိန်ကျွန်တော်သတိပေးတင်ပြပူးတယ်အဲ့တော့နားထောင်ပူးတဲ့သူတွေဖတ်မိတဲ့သူတွေမှတ်မိပါပါအဲ့တော့2025တဲ့အခု2026မှာ4.4ဆကျော်ကူးစက်မှုတွေတိုးပွားလာနေတယ်လို့ဒါဂျပန်ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ရတဲ့အထိဖြစ်လာတယ်ပေါ့နော်ဒီနှစ်ထဲမှာဆိုရင်လူ362ယောက်အထိကူးစက်မှုခံရရတယ်ဆိုပြီးဒါဂျပန်ကျန်းမာရေးဌာနကအခုထုတ်ပြန်လိုက်တယ်ပေါ့နော်ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ဒီဝက်သက်ရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ကာလ2019ကာလဖြစ်ပြီးတော့ဒီနှုံးတိုင်းသာဆိုအဲ့ဒီ2019ကာလကိုပြန်ပြီးနိုင်မဲ့အနေရရှိနေရလို့ဒါဂျပန်ကျန်းမာရေးဝန်ကြီးဌာနပြောထားပါတယ်ဒီယောဂါကဘလို့ကနေဘလို့ကူးစက်ပြန့်နှံ့လာတယ်လဲဆိုတော့နိုင်ငံခြားကပြန်လာသူတွေကနေပြန့်နှံ့လာတယ်လို့ဒါယူဆထားတယ်ပြည်တွင်းမှာဆိုရင်လက်ရှိကူးစက်နေတဲ့နေရာတွေကဆေးရုံတွေနဲ့နေအိမ်တွေမှာကူးစက်နေအောင်နော်အဲ့တော့ Golden Week ကာလမှာကူးစက်မှုထောင်တက်သွားမှာကိုဂျပန်ကျန်းမာရေးဌာနကဒါအားဆိုရည်နေအဲ့ဒါကြောင့်မလို့ကို့မှာနော်အဖျားရှိနေရင်အဖုအပိတ်တွေထွက်လာတယ်ဆိုရင်အပြင်ထွက်လေပဲချင်းကိုရှောင်ရည်ဖို့တိုက်တွန်းထားတယ်။နောက်ပြီးတော့ဆရာဝန်စီသွားမယ်ဆိုရင်လည်းလိုင်းကားတို့နော်ရထားတို့တက်နိုင်တဲ့ညရှောင်လို့ရရင်ရှောင်ဖို့နှိုးဆော်ထားတဲ့တတိပေးလာတယ်ပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်ကဂျပန်မှာနေထိုင်နေတယ်အလုပ်လုပ်ကိုင်နေတဲ့ရွှေညမာတွေလည်းကျမ်းမာစေဖို့ဒီသတင်းကိုသိရှိထားပြီးတော့အပြင်သွားလာတဲ့အခါမှာဆင်ကျင်နိုင်ဖို့ဒါတင်ဆက်လိုက်ပါတယ်ဒါပေမဲ့လည်းဂျပန်ရောက်နေမြန်မာတွေအရန်ကိုအလုပ်များနေတဲ့သူတွေရှိနေတာမို့လို့ဒါမြန်မာမှာကြံနေခဲ့တဲ့ဆွေမျိုးမိတ်ဆွေတွေရပါတော့ကျွန်တော်အခုပြောတဲ့သတင်းကိုသိသွားရင်တို့လက်တို့ပြီးတတိပေးနိုင်အောင်ကျွန်တော်ကဒါပြောပြတာဘာသာပြန်ပြောပြသွားတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါ2019年ကဒါ Facebook မှာအာနာဆာကားတွေဂျပန်ဆိုတဲ့နာမည်နဲ့ပေါ့နော်ဇွဲမန်ဟီရိုနာမည်နဲ့ရောဂျပန်သတင်းတွေတောက်လျှောက်ရေးလာတာအခု TikTok မှာတော့အခုမှစပြီးတော့ပေါ့နော်ဒါဂျပန်သတင်းတွေကျွန်တော်စပြောလာတယ်မို့လို့ကျွန်တော်အကောင့်ကို follow ထားရင်ဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘုသူတာတွေအစုံလင်ကိုကျွန်တော်အမြဲပြောတော့မှာဖြစ်လို့ဒါအသိပညာဘုသူတာရလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့် follow ထားပြီးပါကျေးဇူးတင်ပါတယ်နော်